တငယ်ချင်းများအားလုံးမင်္ဂလာပါရှင်ဒီနေ့လောက်ပြမှာတော့အိမ်မှာစားနေကြရွှေအေးလုံနေလေးကိုမျှဝေပေးခြင်းဖြစ်ပါတယ်မာအရင်တော့လောက်ပြပြီးသားမုတ်လက်ဆောင်ကတော့လောက်ပြစရာမလိုတော့ဘူးเนาะအခုလောက်ပြမှာတော့ကြောက်ကြောထိုးပြမယ်ဒီကတော့ဗောနော်ဒီလိုမျိုး package တွေဝယ်လို့ရပါတယ်เนาะဒီတရုတ်ဆိုင်တွေမှာရှိပါတယ်ကာကိုလောက်ထားတာဗောနော်ဒီလိုမျိုးအချောင်းလေးဗောနော်အားလေးရထည့်လို့ရပါတယ်တကယ်လို့မထည့်ချင်ဘူးဆိုလို့ရှိရင်ဒီလိုမျိုးကြောက်ကြောပါတော့เนาะခါလာနဲ့ဥစ္စာနဲ့လည်းလွယ်လွယ်ကူကူထည့်လို့ရပါတယ်ဟိုကြောက်ကြောကတော့ဒီကြောက်ကြောမဟုတ်ကိုတုံးထားပါတယ်เนาะငါတို့ရှိမှရှိတာပေါ့เนาะဒီကြောက်ကြောမဟုတ်ကတယ်လီဖုန်းတစ်စိတ်ပေါ့เนาะဒီတစ်ထုပ်ကိုလေးပုံမူတစ်ပုံပဲဒီဟာเนาะဒီဟာလောက်ထားတာပါเนาะနောက်ပြီးလို့ရှိရင်ပေါင်မှုတ်လိုအပ်ပါတယ်ဒီကတော့တာကူကတော့လုံးမပြတော့ပါဘူးเนาะတာကူရေလေးနဲ့ဒီလိုထားထားတယ်ပေါ့เนาะဒီကတော့ကြောက်ကြောပါထိုးထားတာကြောက်ကြောပေါ့နော်ဒီမှာဒီကတော့ကောင်းချင်းကိုချက်ထားတာပါနော်တကြားလိုအပ်ပါမယ်နှိုစိမ့်လိုအပ်ပါတယ်နော်အုံးလိုအပ်မယ် half and half ထည့်လို့ရပါတယ်နော် tablespoon နဲ့ဆိုလို့ရှိရင်1 tablespoon မှရှိရနော်1 tablespoon ထမင်းစားစုံးနဲ့ဆိုလို့ရှိရင်ဒီစတေးစုံထမင်းစားစုံးနဲ့ဆိုလဲတစုံအပြည့်ပေါ့နော်အဲ့ဒါကိုရေလေးနဲ့နည်းနည်းလေးဖြော်ထားမယ်နော်ပြီးလို့ရှိရင်เนาะရေက1 cup ထည့်မယ်เนาะတခြားကိုတော့เนาะ3ပိုင်းတစ်ပိုင်း cup သုံးထားပါတယ်เนาะနောက်ပြီးတော့စားလေးအနည်းငယ်လိုအပ်ပါတယ်เนาะဒီဟာကိုအရင်မှွေမယ်ပေါ့เนาะဆူလာလို့ရှိရင်အုံလို့လေးထည့်လိုက်ပေါင်မုတ်ကိုတော့ဘေးသားတွေလှီထားလို့ရှိရင်ပို့ပြီးတော့စားလို့ကောင်းပါတယ်ပေါင်မုတ်ကပို့ပြီးတော့နှူးညံ့တယ်ပေါ့เนาะခုရေဆူလာပြီဆိုလို့ရှိရင်เนาะဒီခုနကြောက်ကြောဖြော်ထားတဲ့ဟာလေးထည့်တယ်နော်ပြီးလို့ရှိရင်ဘုံလို့ထည့်ပါမယ်နော်ဆိုအခုလိုမျိုးဆူလာပြီဆိုလို့ရှိရင်ရပါတယ်နော်ပြီးလို့ရှိရင်ဒီလိုမျိုးပကံလေးထဲမှာထည့်ပြီးတော့အေးခံထားလိုက်ပါနော်အဲဆိုကြောက်ကြောကျူတာပါနော်သူ့ပိုင်လို့အုံးတော့သူ့ပိုင်သူအပေါ်မှာတက်လာနေပါနော်အုံးတို့စပ်ဖို့အတွက်လိုအပ်တဲ့ဟာတော့လို့ဆိုရင်ဟာခတ်ထည့်မယ်နော်ပြီးလို့ရှိရင်ဒီအုံးတို့က1 cup ပေါ့နော်ခုနကျန်တဲ့အုံးတို့ပေါ့နော်အုံးတို့အစိမ်းဆိုရင်ရှင်ပို့ပြီးတော့အုံးတို့နဲ့နေမှုရပေါ့နော်ပြီးလို့ရှိရင်ဒီအုံးတို့နော်အုံးတို့နေရာမှာနွားတို့လည်းထည့်လို့ရတယ်အုံးတို့လည်းထည့်လို့ရပါတော့နော်အခုဒီဟာသုံးထားရပေါ့နော်ဒီတစ်စိတ်သုံးထားရနော်1 2 ပတ်ထည့်ပါနော်ဒီထဲမှာတကြားအချို3ပိုင်းတစ်ပိုင်း cup တစ်ခွဲနောက်ထပ်တစ်ခွဲဆို3ပုံ2ပုံပေါ့နော်အချိုထည့်ထားပါတယ်နော်စားနေငယ်ထည့်မယ်နော်ငွေပြီးတော့ရေကက်တက်တာထဲမှာထည့်ထားလိုက်ရင်ပေါ့နော်အေးနေတော့ပို့ပြီးတော့တောက်လို့ကောင်းပါလေနော်ပြီးရင်မဟုတ်လက်ဆောင်လေးထည့်မယ်နော်ပြီးရင်ကြောက်ကြောထည့်မယ်နော်ဒီကတော့တာကူပါရှင်ပြီးလို့ရှိရင်ဒွင်းဒီထည့်ပါတယ်တကယ်လို့ဒွင်းဒီမကြိုက်ဘူးဆိုလို့ရှိရင်မထည့်စရာမလိုပါဘူးเนาะပြီးရင်ပေါင်မုတ်လေးတစ်ချက်ထည့်မယ်เนาะဒီမျိုးလေးပါရှင်တငယ်ချင်းများအားလုံးတကြံမှာစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေအားလုံးလည်းကြိုက်ကြမယ်လို့မျှော်လင့်ပါတယ်မားရဲ့ channel ကိုကြိုက်တယ်ဆိုရှင် like and share လေးလုပ်ပေးခဲ့ပါလို့တောင်းဆိုချင်ပါတယ်နေ့တစ်မှာပျော်ရွှင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်